construction အခြေခံစာအုပ်ရဲ့ part 2 chapter 1 ဆောင်ပေါ့နော် chapter 1ကဂျွန်ဘီကိုကြီးဆိုပြီးတော့ဂျွန်ဘီကိုကြီးကဂျွန်ဘီဆိုတော့ကြိုတင်ပြင်ဆင်တာပေါ့နော်ဒီ project မစခင်မှာကြိုတင်ပြင်ဆင်တယ်ကြိုတင်ပြင်ဆင်တဲ့ဟာ schedule ကဒီဟာကြတော့စန်တာရဲ့ schedule ပေါ့နော်စန်တာရဲ့ schedule မှာအခုပြောတဲ့အခန်းကဘယ်လောက်မှရှိမှဆိုတော့ဒီနားလောက်မှရှိတယ်ဂျွန်ဘီကိုကြီးဆိုပြီးတော့ဂျွန်ဘီဆိုတော့တကယ်project ရဲ့အကုန် mainframe တို့ဘာလို့ကမလာသေးဘူးမလာခင်မှာဘာတွေလုပ်ရမလဲပေါ့နော်အဲ့ဒါတွေကိုရှင်းပြမှာဖြစ်ပါတယ်ဒီကမှာပါတာကဂျွန်ဘီဆိုတော့ဒီမှာပုံလေးတစ်ပုံပါတာပေါ့နော်ပုံလေးတွေမှာဘာတွေပါမလဲဆိုတော့ဒီဟာက project ရဲ့ site ပေါ့နော် project site အခုပြောမယ် project ရဲ့ site အဲ့ site ထဲမှာဒီအစာအုပ်နဲ့သက်ဆိုင်တဲ့ PC တွေဘာမှမရှိသေးတဲ့အချိန်မှာအဲ့ဒီ project စလို့ရအောင်ဆိုပြီးတော့လိုအပ်မဲ့အရာတွေရှိတယ်အဲ့အရာတွေကိုအရင်လုပ်မှာပေါ့နော်အဲ့ဒါဂျွန်ဘီ project လို့ခေါ်တာအဲ့မှာဒီဘက်ကScottish ဆိုပြီးတော့ရှိတယ်ဒါကဒီ project နဲ့မြောက်ထားလမ်းနဲ့ကတ်နေတာပေါ့နော်အဲ့ဒါဆိုရင်ဘာတွေ use ရမလဲဆိုအဲ့လိုဥမာဒီနေရာတွေမှာဒီ foundation တွေတူမယ်ဥမာ basement 3ထပ်ပါမယ်4ထပ်ပါမယ်အဲ့ဒါဆိုရင်ဒီဘက်ကဒီ Scottish ရှိတဲ့အတွက်ကြောင့်မလို့သူကမြေကြီး settlement ဖြစ်နေတယ်ပေါ့နော်ရှင်ကအဲ့ဒါတွေရှိနိုင်တဲ့အတွက်ကြောင့်အဲ့ဒါတွေတတိထားအောင်ပေါ့နော်အဲ့လိုဟာတွေရှိမယ်ဒါကကြတော့ကုသကုဒါဘလို့ဖတ်မလဲတော့မသိဘူးဒါဟိုမြေကြီးစမ်းပြီးတူးတယ်ဆိုတော့ဒီပေါ့နော်မြေကြီးကိုစမ်းပြီးတူးကြည့်မယ်အဲ့ဒါတွေတူးမယ်နောက်နံပါတ်3ဒါကတော့ gate ဆိုတာတကားပေါက်ဒီနေရာတွေကိုဒီ site ထဲကိုတည်တဲ့ PC ကားတွေဝင်မယ်ဒါကတော့ chance ကိုပေါ့နော် chance ကို category ဆိုပြီးတော့ chance ကိုတွေလာမယ်နောက်ဒီတစ်ခုကကြတော့ boring လောက်တာပေါ့နော် boring ကသူကဂျီပန်ချောဆာဆိုပြီးထားတယ်ဒီ green တွေကကြတော့ sweet ka boring go ချောဆာဆိုပြီးထပ်တိုးရပေါ့နော် sweet ka ဘာလို့ရေးလဲဆိုတော့အရင်တော့ design လုပ်တော့ကဥမာဒီနေရာပဲတနေရာပဲ boring တူပြီးတော့အဲ့ရဲ့မြေကြီးရဲ့ properties တွေနဲ့ဒီ design အဆောက်အဦကို design လုပ်တယ်ပေါ့နော်အဲ့ဒါမှဒီအဆောက်အဦရဲ့တကယ်စောက်တဲ့ချိန်ကျရင်ဒီ designer အဖြစ် sweet ka လိုချင်ပါတယ်ဆိုပြီးတော့ထပ်တိုးလိုချင်တယ်ဆိုရင် ID နေရာမှာထပ်ပြီးတော့တိုးပြီးတော့သူတို့ကလုပ်တဲ့သဘောအဲ့ဒါပဲဖြစ်မှတင်တယ်အဲ့လိုဟာတွေပါမယ်ဒါကြတော့ခိုးရှောဘာလဲမသိဘူးအဲ့လိုပုံစံမျိုးခိတ်ပေါ့နော်ဒီဝင်းတဲ့ခိတ်တွေမှာထားတယ်ဒီမြန်မာ site တွေဆိုနေအတူတူပဲအဲ့လိုပုံစံမျိုးရှိတယ်ဒီအားကြတော့ဒီအဆောက်အဦမှာလိုတဲ့ရုံခန်းတို့ဘာလို့ပေါ့နော်ရုံခန်းဒီဥမာအဆောက်အဦဒီဘက်ကအဆောက်အဦစောက်တယ်ဆိုပေမဲ့ site ထဲမှာလည်းသူရဲ့ site နဲ့သက်ဆိုင်တဲ့ရုံခန်းတွေရှိတယ်အဲ့လိုမျိုးဒါအကုန်တူတူပဲပြင်နိုင်ငံသွားအကုန်ဒီတိုင်းပါပဲအဲ့ဒီဘက်ပေးတာကြတော့ဒါ assembly လုပ်တာပေါ့နော်မနေ့ပိုင်းဆိုရင် short rail လုပ်တယ်လို့ခေါ်မှာဒီနေ့ကတော့ဘယ် project တွေဘယ် schedule တွေလုပ်ပါမယ်ဟိုဘက်ကမြေကြီးတူပါမယ်ဟိုဘက်က chance ကိုခတ်ပါမယ်အဲ့ဒီနေရာမှာ safety နဲ့ပတ်သက်ပြီးတော့အန်ဒီရှိတယ်ဟိုလိုတော့မတော်ပါနဲ့ဒီလိုတော့မတော်ပါနဲ့အဲ့ဒါတွေသတိထားပါဒီနောက်မှာတော့ကားကြီးတွေဝင်မယ်ဒီနောက်မှာတော့ before တွေမောင်းမယ် green တွေလာမယ်အဲ့လိုပုံစံမျိုးတွေဒီ sign နဲ့သက်ဆိုင်တဲ့သတိထားရန်အချက်တွေအဲ့ဒါတွေကိုကြိုပြီးတော့ပြောပြပေးတာပေါ့နော်အဲ့လိုပုံစံမျိုးတွေရှိပါတယ်အဲ့ဒါဆိုရင်ဒီဟာကပုံအနေနဲ့ဆိုရင်အဲ့လိုမျိုးတွေရှိတယ်အဲ့ဒါဆိုတော့ number 1ကဒီမှာဒီနားလေးမှာရေးထားတာက short ဆိုပြီးရေးထားတာပေါ့နော်မြေကြီးကိုစမ်းပေါ့နော် boring တူတယ်သူမှာပါတဲ့ဟာဆိုရင်ဒီကောင် boring တူတယ် boring တူမယ် boring တူတော့ဒီမြေကြီးမှာဒီလိုမျိုးရှိတယ်ဒီလိုမျိုးအဲ့ဒါဘာလဲဆိုတော့ဒီက SPT and value ဆိုပြီး NG ဆိုပြီးရှိတယ်ဒီဟာကအကုန်တူတူပဲဒီဂျပန်လည်းတူတူပဲမြန်မာလည်းတူတူပဲတခြားနိုင်ငံတွေလည်းအတူတူပဲနေမှာစင်ကာပူပဲဖြစ်အကုန်လုံးဒီ SPD တန်ဖိုးနဲ့ SPD ဆိုတာကဒီတပေကိုဝင်အောင်အတွက်တန်ချောင်းဝင်အောင်အတွက်ဘယ်နှချက်ရိုက်ထည့်ရတယ်ဆိုပြီးအဲ့လိုပုံစံမျိုးတွက်ပြီးတော့နော်တွက်ပြီးတော့ဒီမှာဒီနေရာဆိုရင်အချက်ကြီး20လောက်ရရပေါ့နော်ဥပမာဒီနေရာဆိုရင်10ချက်လောက်ပဲရရတယ်အဲ့လိုနဲ့ဒီနေရာမှာမြေကြီးနည်းနည်းမာတယ်ဒါပေမဲ့ဒီနေရာရောက်ရင်မြေကြီးကပျော့သွားတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တာပေါ့နော်အဲ့လိုမျိုးဆက်ပြီးသွားတော့ဥမာဒီနေရာဆိုရင်မြေကြီးကတော်တော်မာလာပြီး30ရှိတယ်ပေါ့နော်30ရှိတယ်အဲ့ဒါပြီးရင်ဒီနားကတော့ဖြတ် line ပေါ့နော်ဒီဟာဟိုအကုန်လုံးသတ်မှတ်ထားတာမဟုတ်ဘဲနဲ့ဒီနေရာဆိုဖြတ် line ဖြစ်သွားပြီဖြတ် line ဒီနေရာဆိုရင်ဘယ်လောက်ထိရှိတော့ဆို50ထိရောက်သွားပေါ့နော်50ထိရောက်သွားပြီးသွားရင်ဒီဘေးကကြတော့ဒီမြေကြီးရဲ့အမျိုးအစားတွေဒါပေါ့နော်ဒီဟာကကြတော့တဲ
အောင်ပေါ့နော်ဒါစနာဆိုတဲ့ခန်းကြီးပါတော့တဲတွေပြီးတော့ကျတော့ရှိတဲ့တော့ဆိုတော့ seal ဆိုတာကဒီရှောင်းအမျိုးအစားပေါ့နော် seal တို့ရှိတယ် clay တို့ရှိတော့အဲ့လိုပုံစံမျိုးရှိတယ်ဆိုတော့အဲ့ဒါတွေရှိတယ်မြေကြီးကအဓိကဒီ SPD and values များတာဒီတဲမြေအမျိုးအစားများတော့စနာတွေမှာများတယ်အဲ့ဒါပြီးခုနပြောတဲ့ဒီဟိုဟာရှိတယ်ဒီ Chicago line ရှိတယ်Chicago line ရှိတယ်သူဒီဟာ diamond ဖြတ်လိုက်တာပေါ့နော် diamond ဖြတ်လိုက်ဆိုတော့ဒီဘက်ကကျွန်တော်တို့အခုစဉ်းစားမယ်အဆောက်အဦပေါ့နော်အဆောက်အဦ project ကဒီလောက်ထိတူမယ်ပေါ့အဲ့ဒါတူမယ်ဆိုရင်မြေကြီးကဒီထိကို excavation လုပ်ရမယ်မြေကြီးကအဲ့ထိကို excavation လုပ်လိုက်ပြီဆိုရင်ဒီမြေကြီးကတကယ်တမ်းဆိုရင်မရှိတော့ဆိုရင်ဒီ retaining wall ကြီးပေါ့နော်ဒီကောင်အကြာမှာတုံးမဲ့ခါပဲဆိုပြီးရှိတယ်ဒီ retaining wall ကြီးတူထားတယ်အဲ့ဒါကြီးကဘယ်လိုဖြစ်ဖြစ်နည်းနည်းဒီလိုမျိုးရိုင်းတာတို့ဘာလို့ရိုင်းတာတို့ဘာလို့အဲ့လိုပုံစံမျိုးဖြစ်နိုင်တယ်အဲ့ဒါဆိုရင်ဒီမှာရှိတဲ့မြေကြီးတွေကဒီဘက်ကိုနည်းနည်းရွေ့လာပေါ့နော်အဲ့ဒါဆိုရင်ဒီမြေကြီးအပေါ်မှာ crack လေးတွေပေါ်လာလို့ရှိနိုင်တယ်အဲ့လိုပုံစံမျိုးရှိနိုင်တယ်ပြီးရင်ဒီကောင်ကြတော့အပေါ်ကိုနည်းနည်းတက်သွားပေါ့နော်ဒီက45 degree line ဆွဲပြီးတော့သူတို့ကြည့်တာပေါ့နော်ဒီ Chicago line နဲ့ကိုင်မကိုင်ဆိုပြီးတော့ကြည့်တယ်ထင်တယ်အဲ့ဒါဆိုရင်ဒီသူ့ရဲ့အောက်ကိုရောက်မယ်ဆိုရင်ဒီ Chicago ရဲ့ဒီ tunneling လောက်ထားပေါ့နော်အဲ့ tunneling ကိုလည်း effect တက်ရောက်နေတာပေါ့နော်အဲ့ဒါဆိုရင်သူ့အတွက်ပါတင်းနေစဉ်းစားအောင်ပေါ့နော်အခုအချိန်ဒီမှာလည်းစဉ်းစားအောင်ပေါ့ဒါတွေကတော့အပေါ်မှာဒီ door ကလည်းရှိနေတာဆိုတော့အဲ့ဒါတွေအကုန်လုံးစဉ်းစားပြီးတော့ဒီဘက်က excavation ကဘယ်လိုသွားမှာလဲပေါ့အဲ့လိုပုံစံမျိုးတွေစဉ်းစားတာနေမှာအဲ့ဒါတွေကြောင့်မို့လို့ဒီမှာအပေါ်မှာပုံမှာပါတဲ့အတိုင်း suica boring ကိုလောက်တယ်ဆိုပြီးတော့အဲ့လိုမျိုးလေးရှိသေးတာ哦 suica boring ဆိုတော့မလုံးဒီပို့ပြီးတော့မြေကြီးရဲ့ properties တွေကိုသိချင်တဲ့အဲ့လိုအခြေအနေမျိုးမှာ suica boring နဲ့လုံးနေဒါကတော့ variation နဲ့လည်းတော့မသိတော့ဘူးစာလေးနဲ့တော့တော်တော်ရေးထားတာပဲဒီအခုကျွန်တော်တို့ကြည့်မယ်ဆိုရင်အဓိကပုံလေးတွေကြည့်မယ်နည်းနည်းကောင်းစင်လေးတွေကြည့်မယ်စာတွေအသိစိတ်တော့မဖတ်တော့ဘူးအဲ့ဒါတွေကတော့အဲ့ဒါတွေဖတ်မယ်ဆိုရင်ပြင်းစရာကြီးဖြစ်သွားမှာပေါ့နော်အခုဒီအောက်မှာဆိုရင်လည်းအိုက်တိုင်းပဲဒီဟာကြတော့ဒါ furuyi ဆိုတော့အဟောင်းအဆောက်အဦပဲနေပါဒီကမြေအောက်ထပ်ပေါ့နော်မြေအောက်ထပ်တွေရှိတယ်ပြီးရင်နောက်ထပ် PC queue တွေရှိမယ်ပါညာဆိုပြီးအဲ့လိုအောက်ကဒီမြေကြီးထဲမှာဘာတွေရှိလဲဆိုတာကိုတကယ်ကမသိဘူးပေါ့နော်ဒီကိုစောက်မဲ့အဆောက်အဦမြေကြီးထဲမှာအဲ့မြေကြီးကအရင်တော့ဆိုရင်အဆောက်အဦတစ်ခုစောက်ထားတာလည်းဖြစ်မှာပေါ့နော်အဲ့ဒါကိုပြန်ဖြိုပြီးတော့အသက်ပို့ပြီးအထက်မြင့်ဖြစ်အခြား new building တွေစောက်တဲ့ချိန်မှာဆိုရင်အောက်ထဲမှာတူနေနေဘာတွေတွေ့မလဲဆိုတာမသိတဲ့ချိန်လည်းရှိမှာဥပမာဒီမှာဆိုရင်ခုနပြောတဲ့ဒီက SPD test လုပ်တယ်လို့သဘောပေါ့နော်အဲ့မှာတင်းဆိုရင်ဒီမှာအောက်ထဲမှာကြောက်ခဲနဲ့တွေ့တယ်ပေါ့နော်အဲ့ကြောက်ခဲနဲ့တွေ့တော့အဲ့မှာအောက်ဒီမှာကြောက်ခဲတွေလည်းရှိနိုင်တယ်အဲ့လိုသဘောပေါ့နော်ပြီးတော့ရင်နောက်တစ်ခုက Kinjo ရဲ့ဂျာနဲ့ဒီ E ရဲ့ပေါ့နော် E ရဲ့ကိုချောစားလို့အောင်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ excavation တူးတယ်ဆိုရင်ဘလို့ပဲဖြစ်ဖြစ်မြေကြီးကအောက်ကိုနှိမ့်ကြတာပေါ့နော်ဒီနည်းနည်းဒီဘလို့ပဲဖြစ်ဖြစ်နှိမ့်ကြနိုင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီနားလေးမှာဘေးကအိမ်တွေက crack line တွေပေါ်တာတို့အဲ့ထက်အများကြီးနှိမ့်ကြသွားပြီဆိုရင်အဲ့ထက်ပိုဆိုးတာတွေပေါ်နိုင်တာပေါ့နော်အဲ့ဒါဆိုရင်သူတို့ဒီ legal ဥပဒေအရဘလို့အရေးယူဆောင်ရွက်ရမလဲအဲ့ဒါဒီအတွက်ဆိုရင်ဒီအိမ်ကအရင်ကတည်းက crack ကြောင်းတွေရှိတာလားဒါမှမဟုတ်အခုတူးလိုက်တဲ့အချိန်ကျမှပဲ crack ကြောင်းတွေပေါ်တာလားဘယ်လောက်ထိပေါ်နေပြီလဲအဲ့ဒါဒီအတွက်ဆိုရင်သူတို့ကဒီမှာ marking လေးတွေပေးပြီးတော့လုပ်တာပေါ့နော်ဒီမှာ marking လေးဒီမှာ crack ရှိတယ်ဆိုရင်သူကဒီ crack ကဘယ်လောက်မီလီမီတာဘယ်လောက်ရှိလဲဆိုပြီးတော့ဒီမှာဟိုကနေပေးတယ်နဲ့တိုင်းတယ်ပြီးတော့ရင်သူအိမ်ကစောင်းနေတာပေါ့နော်ဒီမှာဆိုရင်စောင်းနေတယ်အဲ့ဒါစောင်းနေတာဘယ်လောက် degree စောင်းနေလဲဒီမှာချိန်လေးနဲ့ plan ball လေးနဲ့တိုင်းတယ်ပေါ့နော်အဲ့ဒါကိုဒီမှာအဓိကဒီမှာလုပ်ပြီးဆိုရင်ဒီဓာတ်ပုံရိုက်ရမှာပေါ့နော်ပတ်ချီဆိုပြီးဓာတ်ပုံရိုက်လိုက်တယ်သူတိုင်းနေတာတော့ဒါကတော့အိမ်ပိုင်ရှင်လားမသိဘူးသူကတော့ဘာဖြစ်နေလဲမသိဘူးကြောက်နေပြီလားဘာဖြစ်နေလဲအိမ်ထဲကကြည့်နေတယ်သူကတော့ဆရာကြီးလားမသိဘူးဆရာကြီးကတော့ရပ်ပြီးကြည့်နေတာပေါ့နော်ဆရာကြီးမဟုတ်တဲ့လူတွေကတော့အကုန်လုံးဝင်ပြီးအလုပ်လုပ်ရတယ်ဆရာကြီးကတော့ရပ်ပြီးကြည့်နေအဲ့လိုသဘောလားမသိဘူးအဲ့တော့ဒီမှာအခုဒီဓာတ်ပုံရိုက်တယ်ဆိုရင်ဒီက site တွေကဂျပန် site ပဲဖြစ်တခြားနိုင်ငံ site တွေပဲဖြစ်အကုန်လုံးကတော့အတူတူလောက်ပဲသွားတယ်ဒီဓာတ်ပုံရိုက်ပြီဆိုရင်အောက်ထဲမှာ
date ကိုတက်ရတယ်ပြီးရင်ဒီ project ရဲ့နာမည်တွေတက်ရတယ်အဲ့ကြအခုလုပ်နေတဲ့အကြောင်းအရာပေါ့နော်ဘာကိုလုပ်တယ်လဲဆိုတော့လုပ်တဲ့အကြောင်းအရာအဲ့ဒါတွေကိုတက်ပြီးတော့အဲ့ဓာတ်ပုံတွေကိုတင်ထားတယ်တစ်ချိန်ကျရင်ဥပမာ project မစခင်ကဒီအိမ်ကိုတိုင်းလိုက်တယ်ဒီမှာ crack လေးတွေရှိတယ်အဲ့ crack လေးတွေက1 cm လောက်ရှိတယ်အိမ်ကလည်းနည်းနည်းအရင်ကတည်းကနည်းနည်းစောင်းနေတယ်1 degree လောက်စောင်းနေတယ်ဒါပေမဲ့ဒီအစာအုပ်မြေကြီးတွေတူးလိုက်တယ်အောက်ကို excavation တွေတူးလိုက်တယ်တူးပြီးတဲ့အခါမှာဒီ crack ကြောင်းလေးကနည်းနည်းတော့ကြီးသွားတာပေါ့နော်အဲ့ချိန်မှာအိမ်ပိုင်ရှင်ကနေပြီးတော့ဒီတရားဆွဲဆိုတာတော့တရားဆွဲဆိုပြီးဆိုရင်အရင်ကတည်းကစကြတဲ့ project စကြတဲ့မတူဒီမတိုင်းထားလိုက်ဘူးဆိုရင်သူအိမ်ကဘယ်လောက်ထိအခြေအနေရှိလဲအရင်တော့ဘယ်လောက်ထိအခြေအနေရှိလဲအခုဘယ်လောက်ထိဆွေးရွားသွားပြီလဲအဲ့ဒါတွေမသိနိုင်ဘူးလေဒီ project အသက်ဆောက်တဲ့contractor ပဲဖြစ်ဖြစ် company ကပဲဖြစ်ဖြစ်အဲ့ဒါသူတို့တွေအတွက်ပို့ပြီးနစ်နာနိုင်တာပေါ့နော်သူအိမ်ကအရင်ကတည်းကမကောင်းမဖြစ်နေလားပြတ်နေတာလားဘာလားအဲ့ဒါမသိတဲ့ကြောင့်မလို့ဒီပုံတွေကို project မဆိုင်ခင်တွေက survey လုပ်ရတာပေါ့နော်ဒီဘေးအိမ်တွေကဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒါတွေကို survey လုပ်မယ်အဲ့လိုပုံစံမျိုးတွေရှိမယ်ဒါကတော့ဒီကုစကူရဲ့ခိုင်ကြီးပေါ့နော်အဲ့ဒါဒီမြေကြီးမတူးခင်မှာလောက်ရမယ့်ဟာတွေပေါ့နော်အဲ့မှာမြေကြီးမတူးခင်မှာပါတယ်ဆိုတော့ kitchen hole ဆိုပြီးတော့ kitchen hole နီးခံစရမနော်ဆိုတော့ kitchen hole ဆိုတာကဒီအစာအုပ်တွေပေါ့နော်အစာအုပ်တွေရှိတယ်ဒီအဲ့မှာဘလို့တတ်မှတ်ထားလဲမြေကြီးတူးတာတွေနဲ့ပတ်သက်ရင်ဘလို့တတ်မှတ်ထားလဲအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အစာအုပ်တကယ်စပြီးမတူးခင်မှာအဲ့ဒါတွေကိုလိုက်ပြီးရှာကြည့်ရမှာပေါ့နော်ပြီးတော့ရင် Rodo Ansan Essay Hole နီးခံစရမနော် Rodo Ansan Hole ဆိုတာအလုပ်သမားဥပဒေလို့ပြောမှာအလုပ်သမားရဲ့ဒီ safety တွေပတ်သက်ပြီးတော့အဲ့ဒါတွေကဘယ်လိုတွေရှိလဲအဲ့ဒါတွေလည်းကြည့်ရမယ်နောက်ခိုးကြီးရဲ့ Dan Dyoku ရJorge Suido နီးခံစရမနော်ဆိုဒီမြေဒီခိုးကြီးမှာဒီဓာတ်တိုင်တွေလို့ပြောပေါ့နော်အဲ့ဓာတ်တိုင်တွေရဲ့ဒီမြေအောက်မှာရှိတဲ့မြေအောက်ရဲ့အပေါ်မှာရှိတဲ့ Jorge Suido ဆိုရေပိုက်လိုင်းတွေပေါ့နော် Jorge Suido ရေပိုက်လိုင်းတွေပတ်သက်ပြီးတော့လည်းသူကရှာကြည့်ရမယ်ပြီးရင်နောက်တစ်ခါကျတော့Shikindo Roni Kansuru Mono ဒီကို project base site ပတ်လည်မှာရှိတဲ့ဒီ land ပေါ့နော် land တွေရဲ့ဘလောက်ကျဲလဲအဲ့ land မှာ maximum ကဘလောက်သုံးလို့ရလဲပေါ့ဥပမာ trucker ကြီးတွေကို site ထဲကိုလိုအပ်တဲ့ကားတွေကဥပမာ excavator အကြီးတွေတင်လာမယ်သူက10-20ရှိတယ်ဒါပေမဲ့ land ကို maximum ဝင်လို့ရတဲ့ကားတွေကကြတော့15 damage ရှိတယ်15 damage ရှိတယ်ဆိုရင်သူတို့တကယ် project ကိုဒီ planning လုပ်တဲ့ stage မှာပေါ့နော် planning လုပ်တဲ့အချိန်မှာဒီ excavator အကြီးတွေနဲ့တူးမယ်ဆိုပြီးလုပ်လိုက်တယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒါတွေကို survey လုပ်တာပေါ့နော်အကုန်လုံးရှာကြည့်တယ်ဒီ site project တကယ် actual location နဲ့ရှာကြည့်တဲ့အခါမှာmaximum 15 damage တော့ဆိုအဲ့ excavation before ကြီးနဲ့တူးလို့မရတော့အဲ့ဒါဆိုရင်သူတဲ့ site နဲ့တေးတဲ့ကောင်ဖြစ်ဖြစ်အဲ့ဒါတွေနဲ့တော့ပေါ့ဥမာ10တန်ဘဖိုးက2စီးချမှာပေါ့အရင်တော့10-20 15တန်ရှိတဲ့ဘဖိုးတစ်စီးသုံးမှာဆိုတော့ကိုက10တန်ပဲသုံးလို့ရမယ်ဆိုတော့10တန်ဘဖိုး2စီးပြီးအဲ့လိုမျိုးအခြေအတွက်တူတာတော့အဲ့လိုမျိုးတွေရှိနေတာပေါ့နော်ဒါဘယ်လိုဖြစ်မလို့ဆိုတော့မသိအဲ့ကြောင့်မလို့ဒီ site နဲ့ပတ်သက်တာတွေအကုန်လုံးကိုစာရွက်စာတမ်းကိစ္စတွေအကုန်လုံးကိုလိုက်ပြီးကြည့်အောင်ပေါ့နော်နောက်တစ်ခုကကန်ကျော်ရJapan Rebuilding no Kakuni ဆိုပြီးတော့ပါJapan Rebuilding no Kakuni ဆိုတာဒီ bench မှာပေါ့နော် BM ဆိုပြီးတော့ရှိတယ်ဥပမာ level ဒီမှာဆိုရင်လည်းနေရာတိုင်းမှာဟိုတော်တော်များများရှိမယ်တင်တယ်အဲ့တနေရာနဲ့ဥပမာ level ကပင်လေရေမျက်နှာပြင်အမြင့်မှာဘယ်လောက်ရှိလဲဆိုဒီရပေါ့နော်အဲ့ဒါအမှုတည်ပြီးတော့ပဲဒီ drawing မှာပါတဲ့ drawing မှာပေါ့ဆက်ခဲစုမှာပါတဲ့ drawing မှာပါတဲ့ level ကိုယူသွားမှာဒီအစာအုပ်ရဲ့အမြင့်ကိုအဲ့ဒါကိုမူတည်ပြီးတော့ပဲယူသွားမှာအဲ့ဒါဘယ်မှာရှိလဲဆိုတာကိုသူတို့ရဲ့သက်ဆိုင်တဲ့ရုံးတွေမှာလည်းဒီ data တွေရှိနေတာပေါ့နော်အဲ့ဒါတွေကိုရှာပြီးတော့တွားပြီးတော့တောင်းရတာပေါ့နော်အဲ့လိုပုံစံမျိုးလည်းရှိနိုင်တယ်။ Now ဒီတစ်ခုကကြတော့ Chanseo ပဲဒီမှာနော်ဒီက Chanseo ဒီအပြင်ကကြတော့ပုံမှန်လူတွေသွားလို့ရတယ်ဒီအထက်ဆိုရင်ဒီက site ဖြစ်သွားပြီပေါ့နော်သူရဲ့အလုပ်လုပ်တဲ့ site ဖြစ်သွားပြီအဲ့လိုမျိုးရှိနိုင်တယ်အဲ့ဒါကဟိုဖြစ်သွားပြီဆိုတော့ဒါခါဆက်ဆိုခိုးကြီးဆိုပြီးလာတယ်ပေါ့နော်အပေါ်ကကျွန်းပြီးလောက်တာပေါ့နော်ဘာမှမလုပ်ရသေးဘူးဘာမှမလုပ်ရတဲ့အချိန်ကနေပြီးတော့အခုခါဆက်ဆိုခိုးကြီးကိုဝင်လိုက်ပြီဆိုရင်ခါဆက်ဆိုဆိုတာကယာယီအနေနဲ့အသုံးနဲ့
site တစ်ခုလုံး run ဖို့အတွက်ယာယီအနေနဲ့အသုံးရမယ့် PC တွေအကုန်လုံးမှာ Kassetsu ပါသွားတာပေါ့နော်အဲ့ဒါဆိုရင်ဒီမှာဆိုရင်Genshi Kakunin ဆိုတာဒီနေရာမြေကွက်ပေါ့နော်မြေကွက်ကိုပြန်ပြီးတော့ Kakunin လုပ်တယ်အခုတကယ်စောင့်မဲ့မြေကွက်ကဘယ်လောက်ထိရှိလဲဟိုအလေယာဘယ်လောက်ရှိလဲအနံဘယ်လောက်ရှိလဲအဲ့လိုမျိုးဒီအမြင့်သူ့ရဲ့ level ဘယ်လောက်ရှိလဲအဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့ဒါတွေကိုသူနဲ့သက်ဆိုင်ရာလူကြီးတွေနဲ့ Kakunin လုပ်ရတာပေါ့နော်အဲ့ဒါပြီးသွားရင်သူကဒီမှာရေးထားတာပါလဲဆိုတော့ Kassetsu Koji no Naiyo ဆိုပြီးထားတာသူရဲ့အကြောင်းအရာပေါ့နော်ဘာတွေလုပ်မလဲဆိုတော့ Kyosu Kassetsu အကုန်လုံးဘုံသုံးလို့ရတဲ့ဟာတွေပေါ့နော်ဘုံသုံးလို့ရတဲ့ဟာတွေကဥပမာဒီမှာ Kassetsu Koji ဂျီမူရှော့တွေရှိတယ်အဲ့ဒါဂျီမူရှော့တွေဆိုခုနကပြောတဲ့ပြီးမှဟိုအနားယူတဲ့ဟာအဲ့အလုပ်သမားတွေ QK လုပ်တဲ့နားတဲ့အချိန်မှာလုပ်တဲ့ဟာတွေအဲ့ဒါတွေပါမယ်ပြီးဒါကျတော့ Kassetsu Kui လားအဲ့ဒါ chance တွေပေါ့နော်ဒီ site ပတ်လေးကိုထိုးပေးရတဲ့ chance ကိုကာထားတာပေါ့နော်အဲ့တော့ Kassetsu Denki Setsubi နောက်တစ်ခုကကျတော့ Kassetsu Q high suite A6 Setsubi ဆိုတာကဒီရေရဲ့နောက် sanitary နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒီမိန်လာပိုက်တို့အဲ့လိုမျိုးအိမ်သားထွက်တဲ့ပိုက်တို့အဲ့လိုရေဆိုးတွေကိုဘယ်လိုစွန့်ပစ်မလဲဆိုတဲ့ဟာနဲ့ပတ်သက်တဲ့ဟာတွေကိုအဲ့ဒါတွေအကုန်လုံးကဒီ Kassetsu တွေကိုဝင်သွားတာသူတို့ကတကယ်အဲ့ဒါတွေကအစာအုပ်ထဲမှာပါတဲ့ဥမာ toilet ပဲထားလိုက်ပါတော့ toilet ဆိုအိမ်သားစင်းအစာအုပ်ထဲမှာပါတဲ့အိမ်သားကိုမသုံးဘူးလေသူတို့ကဒီအလုပ်သမားတွေကဥမာတရက်ကို50ရှိတဲ့ရက်ရှိမယ်100ရှိတဲ့ရက်ရှိမယ်အဲ့လူတွေကသုံးမဲ့ဟာတွေဥမာရေတွေအဲ့လိုရေဆိုးတွေအဲ့ဒါတွေအကုန်လုံးကဒီ Kassetsu တက်ကိုဝင်သွားတယ်အဲ့ဒါလည်းသေချာ plan လုပ်မှာပဲရမှာပေါ့နော် project မစခင်ကတည်းကနောက်တစ်ခါကျတော့ဒါကကျတော့ Kyosu ဆိုတဲ့ဟာပေါ့နော်ဒါကကျတော့ Chokusetsu Kassetsu ဆိုပြီးတော့ဟာလေ Chokusetsu Kassetsu ကကျတော့ဒီအစာအုပ်အတွက်တကယ်လိုအပ်တဲ့ပစ္စည်းတွေပေါ့နော် Kakukoji ni ojite shio sareru Kassetsu busu nado ဆိုပြီးတော့ဒီ Koji ဆိုတာကဒီအလုပ်ဒီ project ပေါ့နော် project အတွက်လိုအပ်တဲ့ဟာတွေပေါ့နော်အဲ့ဒါဒီမှာဘာတွေပါလို့ဆိုတော့ဒီမှာအာချီပါညံ့နေပေါ့နော်ညံ့နေဆိုတာညံ့ပါပဲနဲ့project ကိုလုပ်လို့မရဘူးပေါ့နော်အဲ့ဒါတွေပါမယ်နော် Sumidashi တို့ Kanson Ban Ita တို့အဲ့လိုမျိုး Yamatume တို့ Nori Ide Kodai တို့အဲ့လိုပုံစံမျိုးတွေအဲ့ဒါတွေအကုန်လုံးပါမယ်ပြီးနောက်က Tower Grain တို့အဲ့လိုအဲ့ဒါတွေအကုန်ပါမယ်နောက်တစ်ခါ Koji ရဲ့Sokurio လို့ခေါ်တာပေါ့နော် Sokurio ဆိုတာsurvey လို့ပြောပါနော် survey လုပ်တဲ့ဟာအဲ့ခုနကပြောတဲ့ benchmark တွေပဲဖြစ်ဖြစ်အဲ့ဒါတွေကိုလိုက်ပြီးတိုင်းနေဟာတွေပေါ့နော်建物の高さの基準တဲ့အဲ့လို建物အခု drawing မှာအဆောက်အဦကမီတာ90မြင့်နေဆိုရင်အဲ့အဆောက်အဦကဘယ်ကနေ90မြင့်မလဲဆိုတာမသိဘူးလေတကယ်တမ်းဆိုရင်ဟိုမြေကြီးကနေ90မြင့်နေဆိုအဲ့လိုပြောလို့မရဘူးဟို BM ဆိုတာသွားရှာအောင်ဥပမာဒီကောင် BM လို့သုံးတာဆိုရင်ဒီမှာဒီကနေပြီးတော့သူဟိုတိုင်နေထောင်ပြီးတော့အမှကြည့်ပေါ့နော်ဒီတရားဆိုရင် BM ကြည့်နေတာပေါ့နော်သူကဘလောက်စောက်ကမြင်နေပြီအဲ့ဒါကိုမှကြည့်ပြီးတော့သုံးမှာပေါ့နော်အဲ့ဒါရှိမယ်ဒါဒီပေါ့နော်ဒါကတော့ပုံလေးမှာရေးထားတာဒီကကြီးကဘာလဲတော့မသိဘူးအစာအုပ်မစခင်ပဲဒီမှာဒီကောင်အစာအုပ်မစခင်အဲ့ဒါတွေလုံးမယ်နောက်သုံးပြီးတော့နံပါတ်4ကဘာပြောလဲဆိုတော့ Kassetsu Jimusho Kassetsu Koji Jimusho Kino Rodo QK Show ဆိုပြီးKino Rodo QK Show ဆိုတာခုနပြောတဲ့အစာအုပ်ပေါ့နော်အဲ့ဒါဒီမှာဒီဘက်ကရုံးခန်းတွေရှိမယ်ပြီးရင်နောက် meeting ခန်းတွေရှိမယ်အဲ့လိုမျိုးအများကြီးပါပဲအဲ့ဒါပြီးရင်ဒီအောက်ထဲမှာဒီသမင်းစားတဲ့အဆောင်တွေရှိမယ်နေ့လေဆိုရင်အဲ့ရှိတဲ့အလုပ်သမားတွေဝန်ထမ်းတွေအကုန်လုံးကသမင်းစားမှာဆိုတော့အဲ့ဒါတွေတော့လေနေရာတွေကအများကြီးလိုအပ်တာပေါ့နော်အဲ့ကြောင့်မို့လို့နေရာတွေတော်တော်အများကြီးလိုအပ်တယ်အဲ့ဒါတွေကိုလေဒီ project မဆိုင်တွေကတေချာ plan ရမယ်ဆိုတဲ့အထိပ္ပယ်ပေါ့နော်ဒါတွေအကုန်လုံးကပြောချင်တာဒီအစာအုပ်နဲ့တကယ်တမ်းဆိုရင် main အစာအုပ်နဲ့မဆိုင်ဘူးပေါ့နော်သူကသူအပြင်ကနေပြီးတော့သူကထောက်ပံ့အနေနဲ့ပဲသွားတဲ့အစာအုပ်တွေဆိုတော့အဲ့ဒါတွေကို Kassetsu လို့ခေါ်တာပေါ့နော်အဲ့ဒါဆိုရင်ဒီမှာဆိုရင်ဒီ chance တွေပေါ့နော်ဒီဟာဆိုရင်ဒီမှာဆိုရင်ဘယ် site ဖြစ်ဖြစ်ဒီလို chance တွေထိုးထားတယ်မလားအကုန်လုံးအပေါ်ဘလောက်အဲ့ဒါတွေကလေဒီအပေါ်ဘလောက်မြင်ရမယ်ဆိုတာလေသူ
ဒီအစာအုပ်ဥပဒေတွေမှာရှိပြီးသားအဲ့အမြင်ကဘယ်လောက်ရှိရမယ်ဆိုအဲ့ဒါတွေကအကုန်သတ်မှတ်ပြီးသားဖြစ်တယ်နောက်တစ်ခုကဒီမှာကျတော့အမိုက်ပြတာပေါ့နော်အမိုက်တွေကဘယ်လိုပြမလဲအဲ့လိုပုံစံမျိုးတွေအမျိုးအစားတွေခွဲပြီးတော့ site တွေအကုန်လုံးကအဲ့တိုင်းပဲအမျိုးအစားတွေခွဲပြီးတော့အမိုက်တွေပြရတာပေါ့နော်အဲ့ဒါပြီးတော့နောက်တာဒီအားကြတော့ခိုဂျီရောဒန်ကီQ high sweet sesame ဆိုတော့ရေရမီရပေါ့နော်အဓိကပြောမှဆိုရေမီပေါ့ရေမီနဲ့ပတ်သက်ပြီးတော့လေဒီခုလောက်တဲ့ကဒီမီလို့လေဆိုတာဘာလို့လဲဆိုတော့ဒီခါဆဆဒဘယ်လို့တာပေါ့နော်အစာအုပ်တကယ်အစာအုပ်ပြီးသွားတဲ့ခါမှာလူတွေနေတဲ့မီမဟုတ်ဘူးဒီအားဒီခါဆဆဒမီကိုပြောတာအစာအုပ်ဒီအစာလုံးရေးလုံးနေတဲ့အချိန်ဒီမှာလူတွေနေတယ်အမှသုံးတဲ့ကွန်ပျူတာတွေရှိမယ်ပြီးရင်နောက်ဒီစက်ပစ္စည်းတွေရှိမယ်အဲ့ဒါတွေသုံးဖို့အတွက်လိုအပ်တဲ့လျှက်စစ်ကိုပြောတာဒီအစာအုပ်တကယ်ပြီးသွားတဲ့အချိန်မှာလိုအပ်တဲ့အစာအုပ်မီရေနဲ့မီကိုပြောတာမဟုတ်ဘူးအဲ့လိုပုံစံမျိုးရှိတယ် guide book archiver တွေအဲ့ဒါတွေရှင် night book archiver ဒါအထက်ကညမ်းတွေအပြင်ညမ်းတွေအဲ့လိုပုံစံမျိုးကညမ်းတွေအများကြီးရှိတာဆိုရေပေါ့နော်ရေဆိုရင်ဒီမှာတကယ်စီပင်သားရဲ့ရေလို့ပြောပါစီပင်သားရဲ့ရေရှိတယ်အဲ့ဒါကမှဒီဘေးကနေပြီးတော့သူမီတာတက်ပြီးတော့ဒီခါဆက်စုအနေနဲ့တက်တာနော်ယာယီအနေနဲ့တက်တာတကယ်အစောသုံးဖို့တက်တာမဟုတ်ဘူးယာယီနဲ့တက်တဲ့ဟာဖြစ်တဲ့ကြောင့်အဲ့ဒါပြီးနောက်တစ်ခုဒါကကြတော့အပြင်မှာသုံးတဲ့ကိုကြီးရော elevator ဆိုတော့ဒီဝါရီပေါ့နော်ဥမာအပေါ်အုပ်တွေတင်မယ်လို့ကြောက်တယ်တော့ဒီမှာတော့အုပ်တော့တိတ်မသုံးဘူးဆိုတော့အဲ့လို PC တွေတည်တဲ့အချိန်မှာသုံးတဲ့ elevator ရှိတယ်ပေါ့နော်အဲ့ဒါတွေရှိမယ်အဲ့ဒါတွေပြီးနောက်တစ်ခုကယာမတုံးမဲ့ဆိုတာကမြေထိန်နေရလို့ပြောပါတော့မြေထိန်နေရဆိုတော့ဘာမှရှိတယ်တော့မသိဒီကဒါကိုယာမတုံးမဲ့လို့ခေါ်တယ်ပုံမှန်နဲ့မကြည့်သေးဘူးဖြစ်နေတယ်ရပြီဒါကိုယာမတုံးမဲ့လို့ခေါ်တာပေါ့နော်ဒီဟာယာမတုံးမဲ့မြေထိန်နေရလို့ပြောပါတော့မြေထိန်နေရဒီကောင်ကြီးပြိုမကြအောင်ဆိုပြီးတော့မြေထိန်ထားတယ်အဲ့ဒါယာမတုံးမဲ့လို့တယ်ပြီးနော်ရီရဲ့ခိုးတိုင်းဆိုပြီးရှိတယ်နော်ရီရဲ့ခိုးတိုင်းကဘာလဲဆိုတော့ဒီမှာတော့မပါသေးဘူးနောက်ခန်းမှာပါမယ်တင်တယ်ဒီမှာတော့မပါသေးဘူးအဲ့တော့နော်ရီရဲ့ခိုးတိုင်းဆိုတာကဒီဥပမာအနေနဲ့ဒီနေရာနည်းနည်းရှင်းပြမယ်ဆိုရင်ဒီနေရာကိုအကုန်လုံး excavation ကိုမြေကြီးကိုအကုန်တူးလိုက်ပြီဆိုရင်အဲ့တဲ့မြေကြီးကိုတဲထုတ်ဖို့တဲ့ဥမာဒီနားလေးကနေ platform တခုပေါ့နော်တရားထုတ်ရလို့ပြောပါတော့တရားထုတ်ရလို့ပြောလိုက်ပါလားဒီနားလေးမှာ green ကထိုင်နေအဲ့ဒါဆိုရင်ဒီအောက်ထဲကတူးပြီးတော့ဒီညနေဒီထဲကိုကားတွေကဝင်နေအဲ့ဒါကိုလုတ်တဲ့ဟာပေါ့နော်အဲ့ဒါ Nodi ရဲ့ခိုးတိုင်းလို့ခေါ်တာပေါ့နော် Nodi ရဲ့ခိုးတိုင်းအဲ့ဒါတွေအကုန်လုံးယာယီနေနဲ့ပဲသုံးတဲ့ကြောင့်မလို့ခါဆက်စွတ်တက်ကိုအကုန်ဝင်သွားတာအဲ့ဒါတွေအကုန်လုံး ID ပုံမှာဆိုရင် guide book archiver ဆိုတော့အပြင် archiver ပေါ့နော်ဒါကတော့ဘယ်နေရာဖြစ်ဖြစ်အကုန်လုံး construction site ပဲဖြစ်ပါပဲဖြစ်ဖြစ်စစ်တုပ်ခြင်းနဲ့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် ID archiver တွေပုံပြီးတော့လုပ်ရတာပေါ့နော်ဒီပုံကကြတော့ Sogo Kasesa Keikakusu ဆိုပြီးပါပါနော် Sogo ဆိုတာက general ပေါ့နော် general Kasesa Keikakusu ဆိုတာ plan လုပ်တဲ့အဆင့်ပေါ့နော် plan လုပ်တဲ့အဆင့်မှာဒီလိုမျိုးဒီအားကြတော့ဒီ structure ပေါ့နော်ဒီအစာအုပ်ရဲ့ structure အစာအုပ်ရဲ့ structure ကိုမှသူတို့ကဘယ်လောက်တူးမဲလို့အဲ့ဒါတွေကို main con ပေါ့နော် main con ဆိုစနေကွန်တွေက plan တွေလုပ်ကြတာပေါ့နော်ဒီမှာဥပမာဒီကောင်ဆိုရင်ကားဘယ်လိုဝင်မယ်သူဘယ်နဲ့တန်ကားဒီ line ကကွေးလို့မှရရလားလို့အဲ့လိုပုံစံမျိုးရှိပါဒီတကားကြီးနဲ့တိုက်နေမလားလို့အဲ့လိုပုံစံမျိုးဒီလိုပုံလေးတွေထည့်ပြီးတော့သူတို့တွေက plan လုပ်ကြတာပေါ့နော်ဒီအစာအုပ်တွေကိုဝင်လို့မှရရလားအဲ့လိုပုံစံမျိုးတွေအဲ့ဝင်လို့မရဘူးဆိုရင်ကားအမျိုးအစားပြောင်းတာလို့အစာအုပ်နည်းနည်းတကားတွေကိုပြန်ပြီးတော့ချဲ့တာလို့အဲ့လိုပုံစံမျိုးတွေရှိနိုင်တာပေါ့နော်တကယ်တမ်းလုပ်ပြီးကြပါပဲကားတွေကဝင်လို့မရဘူးဆိုရင်အဲ့ဒါသွားပြီးအဲ့ဆိုရင်ပတ်စံတွေကအကုန်ပလုံသွားပြီအဲ့လိုကြတော့အဆင်မပြေတော့ကြောင့်မလို့သူတို့ကဒီစာအုပ်ထဲမှာကလေးကတေချာလုပ်ရတာပေါ့နော်လမ်းအကျယ်ကဘယ်လောက်အဲ့ကြောင့်မလို့ဒီအစမှာပါတယ်မလားလမ်းတွေရဲ့အကျယ်တွေကိုစာပေးလုပ်တယ်ဥမာဒီလမ်းအကျယ်ကဘယ်လောက်ရှိလဲအဲ့လိုပုံစံမျိုးစာပေးလို့ပေါ့နော်ဥမာဒီလမ်းဆိုရင်လည်းဒီက center line ရှိမှာပေါ့နော်ဟွာရှိသေးတယ်ဒီလမ်းက one way လား two way လားအဲ့ဒါလည်းတော်တော်စကားပြောမယ်တင်တယ်ဥမာ one way ဖြစ်နေတယ်ဆိုရင်ဒီနေရာကိုဝင်မယ်ဆိုရင်ဥမာဒီလမ်းကဒီလို one way ဖြစ်နေတယ်ဆိုရင်
ဒီရဝင်ဘယ်ကိုပဲဝင်ဒီဘက်ကပဲအကုန်ဝင်ရမှာဒီဘက်ကပဲအကုန်ဝင်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ခံမယ်တယ်အဲ့ဒါဆိုရင်ဥမာဘယ်လိုပြောမလဲဆိုဒီဘက်ကနေဝင်ပြီးတော့ဒီဘက်ကနေပြန်ထွက်ဘယ်လိုပဲဖြစ်အဲ့လိုတနည်းတော့စဉ်းစားတော့ပေါ့နော်အဲ့ one way ဖြစ်သွားပြီဆိုရင်အဲ့လိုဟာရှိမယ်အဲ့ဆိုရင်ဒီခန်းကတော့ဒီလောက်ပဲတင်တယ်ဒါကတော့ဂျွန်ဘီရဲ့ဂျွန်ဘီပဲတင်တယ်ဒီခန်းဟုတ်တယ်ဒါတွေအကုန်လုံးကဂျွန်ဘီပဲရှိသေးတယ်ဂျွန်ဘီအခန်းတော့ဒီလောက်ပါပဲ